မိတ်ဆွေစီးမှာလဲဒီလိုနေ့မျိုးတွေရှိဘူးတယ်မလားမနက်ဆိုင်တကားကိုဖွင့်လိုက်တယ်နိုင်ဝက်လောက်ကြာတယ်ဘယ်သူမှမဝင်လာသေးဘူးတနားရီလောက်ကြာတယ်တကားတော့မလှုပ်သေးဘူးပြီးတော့မိတ်ဆွေကကောင်တာပေါ်ဖုန်းလေးတင်ပြီးတော့ပြင်ကိုတစ်ချက်လမ်းကြည့်လိုက်တယ် Facebook page ကိုတစ်ချက်ဖွင့်ကြည့်တယ် order ဝင်မဝင်ကြည့်တယ်ပြီးတော့ဝန်ထမ်းတွေကိုမတိမတာလမ်းကြည့်တယ်သူတို့ကလည်းမိတ်ဆွေကိုမတိမတာပြန်ကြည့်တယ်ဒီနေ့ဘာဖြစ်နေတာလဲဆိုတဲ့မိကိုတွေဘယ်သူမှအတန်ထွက်ပြီးတော့မမေးပါဘူးဒါပေမဲ့ဆိုင်တဲကလူတွေရဲ့ခေါင်းထဲမှာဒီလိုမိကုန်းတွေရှိနေပါတယ်ကျွန်တော်မိတ်ဆွေကိုမေးချင်တာကတကယ်ပဲဒီနေ့ customer မရှိတာလားဒါမှမဟုတ် customer ရှိပေမဲ့မိတ်ဆွေဆိုင်ကိုဒီနေ့လာဖို့အကြောင်းပြချက်မရှိတာလားဒီနှစ်ခုကတော့မတူပါဘူးဗျတော်တော်လေးကိုမတူတာပါဒီဗီဒီယိုဆုံးတော့ရောက်ရင်တော့ဆိုင်တိတ်တဲ့နေ့ဆိုရင် promotion ချလိုက်ဆိုတဲ့ပုံစံမျိုးမမေးတော့ဘူးအဲ့ဒီအစားမှာဒီနေ့ဘာကြောင့်တိတ်ဆိတ်နေလဲကိုအရင်ဆုံးခွဲခြမ်းပြီးတော့ပြီးရင် slow day တွေကိုကြိုမြင်ပြီးတော့ demand တွေကိုကြိုတိစောက်တဲ့ system တစ်ခုကိုကျွန်တော်ပြောပြပေးတော့ပါမယ်ဒီဘက်ထဲမှာပဲစလုပ်လို့ရပါမယ်ဒါပေမဲ့အရင်ဆုံးဆိုင်တိတ်တဲ့နေ့ကိုဆိုင်ရှင်ရဲ့မျက်လုံးနဲ့မကြည့်ဘဲနဲ့ဆိုင်ထဲမှာနေတိုင်းအလုံးလုံးနေတဲ့မိတ်ဆွေရဲ့စိတ်နေစိတ်ဓာတ်ကိုတော်တော်လေးသိနေတဲ့ဝန်ထမ်းဟောင်းတစ်ယောက်ရဲ့မျက်လုံးနဲ့ကျွန်တော်ကြည့်လိုက်ကြအောင်မန္တလေးကဆိုင်တစ်ဆိုင်လို့သတ်မှတ်လိုက်ပါအဝတ်အစားဆိုင်လည်းဖြစ်နေနိုင်ပါတယ် cosmetic ဆိုင်လည်းဖြစ်နေနိုင်ပါတယ် phone accessory ဆိုင်လည်းဖြစ်နေနိုင်ပါတယ် service shop တွေလည်းဖြစ်နေနိုင်ပါတယ်တောင်ရှက် market သားမှာဆိုင်ကလေးဖွင့်ထားတယ်ကျွန်တော်ကအဲ့ဒီဆိုင်မှာလှုပ်တာ2နှစ်ရှိပြီဆိုပါစို့ဗျာ boss ကိုလည်းသိတယ်ဆိုင်ရဲ့ good day တွေကိုလည်းသိတယ် bad day တွေကိုလည်းသိတယ်လစာထုတ်တဲ့နေ့မှာ boss မျက်နှာဘလို့ဖြစ်နေတယ်ဆိုတာကိုလည်းသိပါတယ်စနေနေ့ဆိုရင် customer ဝင်တယ်လာခုံခံနေတဲ့ဟိုကြီးရောင်းရတယ် festival မတိုင်ခင်မှာလက်မလဲဘူးဒါပေမဲ့အင်္ဂါနေ့ဗုဒ္ဓဟူးနေ့အထူးသဖြင့်နေ့လယ်တနာရီကနေ4နာရီလောက်ဆိုရင်ဆိုင်ကတော်တော်လေးကိုတိတ်ဆိတ်နေကြပါတယ်အဲ့လိုအချိန်ရောက်ရင်လေ boss တွေရဲ့လှုပ်ရေးလှုပ်စင်ကိုကျွန်တော်အလွတ်ရနေပါတယ်ပထမကတော့အေးစစ်စစ်ပါပဲဖုန်းကိုကြည့်တယ် page message တွေကိုစစ်တယ် Fiber order ဝယ်မဝင်ကြည့်တယ် customer တယောက်ဝင်လာရင်လာပါခင်ဗျာဆိုပြီးတော့ပုံမှန်ထက်တာစိတ်ဝင်စားသွားတတ်ပါတယ် customer ကပစ္စည်းကြည့်ပြီးတော့နောက်မှပြန်လာမယ်ဆိုပြီးထွက်သွားတာ ਨੇ boss မျက်နှာကလည်းနည်းနည်းလေးပြောင်းလဲသွားပါတယ်2နာရီကျော်လာရင်ဟို page မှာ post တင်ထားသေးတာလို့မေးပါတယ်တင်ထားပါတယ်လို့ဖြေရပါတယ်2နာရီခွဲလောက် story လေးတင်လိုက်ပါအောင်3နာရီဒီနေ့လူဘလို့မှမရှိဘူးเนาะ3နာရီခွဲဟိုဘက်ဆိုင်ရောလူရှိတာဆိုပြီးတော့ဘေးဆိုင်ကိုပါစိတ်ဝင်စားလာပါတယ်ကျွန်တော်တို့လည်းဝန်ထမ်းဆိုတော့မပြောင်းရဘူးပေါ့ဗျာဒါပေမဲ့စိတ်ထဲမှာတော့ boss ကြီးအင်္ဂါနေ့တိုင်းဒီလိုပဲဆိုတာ boss လည်းတည်နေတာပဲဘာလို့ဒီနေ့မှအော်နေတာလဲလို့တွေးမိပါတယ်နည်းနည်းလေးဂျိုင်းသွားမယ်ဆိုရင်တော့ခုလုပ်ပေးပါဒါပေမဲ့လုပ်ငန်းရှင်တော်တော်များများမှာတကယ်ဖြစ်နေတာကလည်းအဲ့ဒါပဲဖြစ်ပါတယ် predictable ဖြစ်နေတဲ့ slow day တွေကို surprise တစ်ခုတော့လာစေအပတ်စဉ်ပြန်ခံနေရပါတယ်စနေနေ့ customer တွေဝင်ရင်ဒီနေ့ကအဆင်ပြေနေအင်္ဂါနေ့လူမရှိရင်ဒီနေ့ဘာဖြစ်နေတာလဲအင်္ဂါနေ့နောက်တစ်ပတ်လည်းတိတ်တယ်ဒီနေ့ထူးဆန်းတဲ့တတိယအပတ်လည်းတိတ်တယ် market မကောင်းမှုထင်တဲ့ boss ကြီး3ပတ်စတိုက်အင်္ဂါနေ့တွေတိတ်နေဒါထူးဆန်းတဲ့နေ့မဟုတ်ပါဘူးပတ်တန်လို့ဖြစ်လာပါတယ်မိတ်ဆွေကိုမင်းကွန်းနေနဲ့ဆက်မေးပါမယ်အခုမိတ်ဆွေဆိုင်အကြောင်းစိတ်ထဲကနေပဲဖြည့်ကြည့်ပါဆိုင်မှာရောင်းအကောင်းဆုံးနေ့ကပယ်နေတယ်မှတ်ထားတာရှိတာသိပါသလားအယောင်အဆိုးဆုံးနေ့ဆိုရင်ရောတိတိကျကျပြောနိုင်လားတနေ့လုံးမဟုတ်ပဲနဲ့ဘယ်အချိန်မှန်းကအတိတ်ဆုံးလဲဥပမာမနက်10:00နာရီကနေ12:00နာရီနေ့လယ်2:00နာရီကနေ9:00နာရီညနေ6:00နာရီနောက်ပိုင်းစတင်ပြီးပေါ့ဗျာသိပါလားနောက်တစ်ခုကစိုင်တိတ်တဲ့အချိန်မှာမိတ်ဆွေအမြဲတမ်းလုပ်တဲ့အရာကပါလဲ Facebook post တင်တာလား boost တွေလုပ်တာလား discount တွေချနေတာလားဝန်ထမ်းတွေကိုတကားရှေ့ထွက်နေလို့ပြောနေတာလား live တင်တာလားပြီးတော့အဲ့ဒီအရာတွေတကယ် customer ပုံဝင်လာတာကိုမိတ်ဆွေမှတ်ထားဖို့ပါလားဒါမှမဟုတ်ရင်လေတိတ်လို့တစ်ခုခုလှုပ်နေတာပြီးတော့နောက်နေ့ရောက်တော့မေးသွားတာမျိုးလားနောက်မေးကုန်စိုက်တိတ်တဲ့နေတိုင်းမှာမိတ်ဆွေ customer တွေအကုန်ကပတ်စံမရှိလို့လားအဲ့ဒီတစ်မျိုးလုံးဝယ်ယူမှုရပ်သွားလို့လားဒါဆိုရင် base က customer ရှိနေရင်ဘယ်လိုဖြေရှင်းမလဲနောက်မေးကုန်က customer ကမိတ်ဆွေ product ကိုမလိုချင်တော့လားဒါမှမဟုတ်လိုချင်တယ်ဒါပေမဲ့ဒီနေ့ဒါဖို့မလိုအပ်သေးတာလားနောက်တစ်ခုက customer တယောက်ကဒီတစ်ပတ်မိတ်ဆွေဆိုင်ဘာကြောက်လာသင့်တာလဲမေးနိုင်မယ်ဆိုရင်လေခဏလေးပါ
မေးလိုက်မယ်ဆိုရင်မိတ်ဆွေမှာအဖြစ်ရှိတာပစ္စည်းတွေရှိပါတယ်မဟုတ်ပါဘူးဒါကဆိုင်ဖြစ်တဲ့အတွက်ရှိတဲ့နဲ့စာပေကောင်းပါတယ်ဒါလည်းအားလုံးပြောပါတယ်ကျွန်တော်မေးတာကဒီနေ့ဒီဘက်ဒီချိန်မှာဘာကြောင့်သူလာရမှာလဲစိုက်တိတ်နေတာအမြဲ customer မရှိတာမျိုးမဟုတ်ပါဘူးတခါတလေမိတ်ဆွေက customer ကိုလာဖို့အတွက်အကြောင်းပြချက်မျိုးမပေးထားတာမျိုးလည်းဖြစ်နေနိုင်ပါတယ်ဒီနေ့ရဲ့ main point ကတော့ဒါပါပဲ symptom ကို root cause လို့မမှားလိုက်ပါနဲ့ဒီနေ့ customer မဝင်ဘူးဒါပြဿနာရဲ့နာမည်မဟုတ်သေးပါဘူးဒါကတော့ symptom ဖြစ်ပါတယ်ဖျားနေတာလို့ပဲပေါ့ဗျာဖျားတာကိုကြည့်ပြီးတော့ယောဂကဖျားတာလို့မပြောဘူးမလားဘာကြောင့်ဖျားတာလဲကိုပဲလိုက်ရှာရပါတယ်စိုက်တိတ်တာလည်းအတူတူပဲဖြစ်ပါတယ် slowly ဖြစ်ရတဲ့ root cause တစ်ခုလည်းမလျှော့ပါဘူးအချို့ဆိုင်က traffic problem ချို့နေရာတွေကလူမဖြတ်တော့တာအချို့က offer problem ဝင်ကြည့်မိပေမဲ့ဝယ်ခြင်းစီဟာအကြောင်းမရှိနေတာတချို့က awareness problem customer ကဆိုင်ရှိနေတာကိုမှန်မိတော့ကချို့ကတိုင်ပင် problem customer က weekend မှာလာတက်တာကို weekday မှာဘာမှမလုပ်ထားတာအချို့က repeat customer problem ဖြစ်နေတတ်ပါတယ်တခါဝယ်ပြီးသူကိုပြန်ခေါ်တဲ့စနစ်မျိုးမရှိတာလည်းဖြစ်နေပါတယ်ဒါကြောင့် SME ဆိုင်တော်တော်များများမှာကျွန်တော်အရင်စစ်ချင်တဲ့ root cause တွေတခုရှိနေပါတယ် slow day တွေကိုသိပြီးတော့ slow day အတွက်တီးတက် demand plan မရှိတာလားစနေနေ့မှာလူဝင်တာကို marketing strategy လို့မခေါ်နိုင်ပါဘူး customer လူလာတဲ့ demand wave ကိုစီးနေတာမျိုးဖြစ်ပါတယ် strategy ဆိုတာလူမလာတဲ့အချိန်ကိုဘယ်လိုပြန်လာအောင်လုပ်မလဲဆိုတာအဲ့ဒါကိုပြောတာပဲဖြစ်ပါတယ်ဝန်ထမ်းတစ်ယောက်အနေနဲ့ကျွန်တော်မြင်တဲ့အရာကဗျ boss ကိုကျွန်တော်တကယ်တလားမိတဲ့နေ့တွေရှိပါတယ်အထူးသဖြင့် site တိတ်တဲ့နေ့ပေါ့ဗျာဘာလို့လဲဆိုတော့ boss ကအလုပ်မလုပ်လို့ site တိတ်နေတာမဟုတ်ပါဘူးမနေ့စောစောလာတယ် supplier တွေကိုဖုံးဆက်တယ်စင်းကိုကြည့်တယ် page ကိုစစ်တယ် step တွေကိုကြည့်တယ် product အသက်ဘာတင်ရမလဲစဉ်းစားတယ်သူ့ဘက်ကတော့အလုပ်များနေပါတယ်ဒါပေမဲ့ site တိတ်တဲ့နေ့မှာအလုပ်အများဆုံးလုပ်နေတဲ့ boss ဖြစ်ပြီးတော့ customer တွေကိုလာအောင်လုပ်နေတဲ့ system တွေကတော့အလုပ်မလုပ်ပါဘူးဒီကွာခြားချက်ကတော့အရင်ရေးကြည့်ပါတယ် owner အလုပ်များတာနဲ့ demand engine အလုပ်လုပ်နေတာနဲ့မတူညီပါဘူးမိတ်ဆွေ Facebook မှာ post 5ခုတင်နေနိုင်ပါတယ် engagement မရှိရင် demand မဖြစ်သေးပါဘူး live 2နာရီလွှင့်နိုင်တယ်ကြည်သူတွေကိုကြည်ရောဆို full traffic မဖြစ်သေးပါဘူး boost 9000ထည့်နိုင်ပါတယ်ရောက်လာတဲ့သူတွေဆိုင်လာဖို့မောင်းမပေးနိုင်ရင်လည်း demand မဖြစ်သေးပါဘူးဒါကြောင့် slow day အတွက်ပို marketing လုပ်ဖို့မပြောချင်ပါဘူးဘယ် behavior တွေကိုပြောင်းချင်တာလည်းရင်တတ်မှတ်ရပါမယ်ဥပမာအင်္ဂါနေ့2နာရီကနေ9နာရီအတွင်းမှာဆိုင်လာတဲ့ repeat customer ပို့လိုပါတယ်ဒါ specific ဖြစ်ပါတယ် sale လေးတက်ချင်တယ်အများကြီးပစ္စည်းထက်အများကြီးသုံးဝင်ပါတယ်မြန်မာကဆိုင်တစ်ဆိုင်ရဲ့တကယ်စေတစ်ခုလို့မျိုးစဉ်းစားကြည့်ပါရန်ကုန်စမ်းချောင်းဘက်မှာ beauty fashion ဆိုင်လေးတစ်ဆိုင်ရှိတယ်ဆိုပါစို့ဗျာတနင်္လာနေ့ကတော့မဆိုးဘူးဗျာစနေတနင်္ဂနွေကလည်းကောင်းတယ်ဒါပေမဲ့ဗုဒ္ဓဟူးနေ့တနင်္လာနေ့ကလည်း9နာရီလောက်ဆိုရင်တိတ်ဆိတ်နေတတ်ပါတယ်တနေ့လုံးပုံမှန်ရောင်းအား9သိန်းလောက်ရရင်ဗုဒ္ဓဟူးနေ့အချိန်က3သိန်းတော့မမြည်ပါဘူး boss ကဗုဒ္ဓဟူးနေ့တိုင်းဒီနေ့တော့10% off လုပ်မလားလို့ဆိုပြပါတယ်တစ်ပတ်ကို10% off မယ်နောက်တစ်ပတ်ကို20% off လိုက်မယ်နောက်တစ်ပတ်မှာ buy 2 get 1စသည်ဖြင့်ဆိုင်ကန် customer တွေကိုဘာတင်ပေးလိုက်လဲဆိုတော့ဗုဒ္ဓဟူးနေ့လာရင်စီးချတယ်အဲ့ဒီ customer တွေကနောက်အပတ် price full နဲ့ဘာလို့ဝယ်ရမှာလဲစောင့်လိုက်မယ်လေ site တိတ်တဲ့နေ့ကိုပြန်ဖြည့်ချင်တော့ future demand တွေကို discount day စီကနေရွှေ့နေပါတယ်ဒါကြောင့် blanket discount ကိုကျွန်တော်အားမပေးပါဘူး discount လုံးဝမလုပ်ရဘူးမဟုတ်ပါဘူးအကြောင်းပြချက်ရှိရင်လုပ်လို့ရပါတယ်ဒါပေမဲ့ slow day ကို discount day ဆိုပြီးတော့ automatic reflect လုပ်တာမျိုးတော့မဖြစ်စေချင်ပါဘူးတခါတလေ message လိုတာက price short တာမဟုတ်ပါဘူး reason to visit ကိုတွန်းလာတာဖြစ်ပါတယ် customer ကမလာချင်တာမဟုတ်ပါဘူး customer တယောက်ရဲ့အပတ်တွေကိုစဉ်းစားကြည့်လိုက်ပါမနေ့ကအလုပ်သွားရတယ်ခလေးချောင်းသွားပို့ရတယ်အိမ်ကိစ္စတွေ traffic တွေလာစားကိစ္စတွေမိသားစု Facebook ပို့မဲ့အချိန်တွေ Viber message ကြည့်ရမယ်တနေ့ကို brand တွေ shop တွေ offer တွေ content တွေအများကြီးမြင်တယ်မိတ်ဆွေဆိုင်ကိုသူမုန်းလို့မလာတာမဟုတ်ပါဘူးတခါတလေသူမိတ်နေတာမျိုးပေါ့ဗျာဒါကတကယ်ကိုရေးကြည့်ပါတယ် business owner တယောက်နေတဲ့ customer ကငါဆိုင်ကိုမလိုချင်တော့ဘူးဆိုပြီးတော့ personal ယူလိုက်ပါနဲ့လူတွေရဲ့ attention ကအရန်ကိုပြတ်နေပါတယ်သူတို့ခေါင်းထဲမှာဒီနေ့ည3နာရီဆိုင်သွားမယ်လို့ဆိုတာအလိုလိုပေါ်လာမှာမဟုတ်ပါဘူး
မိတ်ဆွေက trigger ပေးရမှာပါဒါပေမဲ့ဆိုင်ဖွင့်ထားပါတယ်ရှင်းဆိုတဲ့ post မျိုးမဟုတ်ပါဘူးဒီ post ကို customer ဖတ်ပြီးတော့အိုးဆိုင်ဖွင့်ထားတာပါလားငါတွားရအောင်လေလို့ဖြစ်မယ်ထင်လားမဖြစ်ပါဘူးဆိုင်ကဖွင့်ထားတဲ့ပါတယ် trigger ကကြတော့ဒီချိန်မှာဒီ customer အတွက်တွားရကြိုးနာမည်အကြောင်းပြချက်ကဘာများဖြစ်နေတာလဲအဲ့ဒီအကြောင်းပြချက်က discount ပဲလားမဟုတ်ပါဘူးဥပမာ service ဆိုင် Tuesday afternoon ကိုပိတ်တယ် Tuesday 20% off တင်နိုင်ပါတယ်ဒါကတစ်မျိုးပါဒါပေမဲ့ Tuesday 2နာရီကနေပြီးတော့9နာရီဆိုရင် appointment မလိုဘဲနဲ့ hair consultation ခါမိုင်7မိနစ်6 slot စသည်ဖြစ်ပေါ့ဗျာ press ကိုမဖြတ်ပဲနဲ့ reason to visit ကိုဖန်တီးပေးပါတယ် fashion shop 20% off တစ်မျိုးပုံတုံးလေးမှာဆိုရင်တော့2နာရီက4နာရီလာတဲ့ repeat customer ရှေ့ရောက်အတွက် new arrival fake checklist outfit match လုပ်ပေးမယ်ဆိုရင် service reason ဖြစ်လာပါတယ် coffee 30% off တစ်မျိုး Tuesday 2နာရီကနေ9နာရီတွေ laptop နဲ့လာလုပ်သူတွေအတွက် quiet တွေပဲတွေ preferred package တွေဆိုရင် slow slot ကို customer use case တစ်ခုနဲ့ပြချိတ်ပါတယ် electronic shop ဆိုရင် discount တစ်မျိုးအဟောင်းဖုန်း battery health storage charge အခမဲ့နေ့လယ်3နာရီကနေ9နာရီဆိုရင် customer ရောက်လာဖို့လုပ်စရာတစ်ခုခုရှိသွားပါတယ်ဒါကိုနားလည်ထားပါအခုမလာတဲ့အချိန်လေးကို short ဈေးနဲ့မဖြည့်လိုက်ပါနဲ့လာရတဲ့အကြောင်းပြချက်ကိုအရင်ဆုံး design ပြန်လုပ်ကြည့်ပါဒါပေမဲ့အကြောင်းပြချက်တင်လို့မရသေးပါဘူးမိတ်ဆွေကိုမေးပါမယ် offer လည်းကောင်းပါတယ်ဒါဆို post တင်လိုက်ရပြီလားမသိကြသေးပါဘူးဘာဖြစ်လို့လဲဆိုတော့ slow day ရဲ့အခက်အခဲတွေက customer စိတ်မှာ urgency မရှိတာဖြစ်ပါတယ်နောက်မှသွားလဲရတာပဲဆိုပြီးသွားတာမျိုးပေါ့ဗျာဒါကြောင့် offer ကို block လုပ်ပဲနဲ့ time bound လုပ်ရပါမယ်ဥပမာဒီတစ်ပတ်ဗုဒ္ဓဟူးနေ့2နာရီကနေ9နာရီမှာ8 slot ဒီလိုမျိုး customer တွေကိုဖိအားပေးဖို့မဟုတ်ပါဘူး decision လွယ်အောင်လုပ်ပြတာပါတစ်ချိန်ချင်းသွားမယ်ထက်ဗုဒ္ဓဟူးနေ့3နာရီသွားမလာက action ပို့လွယ်ပါတယ်တခုတော့ရှိပါတယ် existing customer တွေကိုလည်းမမေ့တိုက်ပါနဲ့ site တိတ်တဲ့နေ့မှာ owner အများစုပါလုပ်လဲဆိုတော့ new customer တွေရှာတယ် Facebook တွေ post boost လုပ်တယ် TikTok တွေ group post တွေ page ads တွေဒါတွေကလည်းမမှားပါဘူးဒါပေမဲ့မိတ်ဆွေစီမှာအရင်ဝယ်ဘူးပြီးသား customer အယောက်200ရှိရင် Viber contact message phone customer လေးသူတို့ကိုတခါမှ slow day offer ပို့ဘူးလားတခါတလေစိုက်ပိတ်တဲ့နေ့ကိုဖြည့်ဖို့အတွက် stranger အယောက်1000ကိုကြော်ညာပြနေတဲ့အရင်ဝယ်ပြီးသားအယောက်90ကို reason တစ်ခုခုပေးလိုက်တာကပို့ပြီးတော့ထိရောက်နိုင်ပါတယ်ဘာလို့လဲဆိုတော့မိတ်ဆွေသိပြီးသားသူကမိတ်ဆွေကိုသိပြီးသားဖြစ်ပါတယ် location နဲ့သိပြီးသားဖြစ်ပါတယ် quality နဲ့သိပြီးသားဖြစ်ပါတယ် trust လည်းရှိပြီးသားမိတ်ဆွေကအသစ်ကိုရောင်းနေစရာမလိုပါဘူးပြန်ပြီးတော့သူတို့မေးနေတာကိုပြန်တဲ့သတိရလောက်ပြီးရုပ်ပါပဲဖြစ်ပါတယ်ဒါကြောင့် slow day ကိုပြင်မဲ့ as one ထပ်ဆုံး step asset တစ်ခုကကြတော့ follower ကောင်းမဟုတ်ပဲနဲ့ customer list လည်းဖြစ်နေနိုင်ပါတယ်ဝင်နေရဲ့မျက်လုံးကဒီကွာခြားချက်တွေကိုကြည့်ပါဗုဒ္ဓဦးနေ့ဆိုရင်တိတ်တယ်အရင်တော့က boss က post တင်ထားတယ် story ထပ်တင်တယ် boost လုပ်မလားစေးချမလားဆိုပြီးတနေ့လုံးအလုံးတကြီးလုပ်ပါတယ်အခုတော့တနင်္လာနေ့တည်းက boss ကပြောတယ်ဗုဒ္ဓဦးနေ့2နာရီနဲ့9နာရီတိတ်တယ်နော်ဒီတစ်ပတ်အဲ့ဒီ slot အတွက် repeat customer 8ယောက်ကိုပြန်ခေါ်မယ် Tuesday ညနေ Viber ပို့မယ် Wednesday မနက် reminder လုပ်မယ်8ယောက်ပြည့်နေဆိုရင်တော့ရက်လိုက်ပါမယ်ဝန်ထမ်းအနေနဲ့ဘာခဲစားရလဲဆိုတော့ boss ကဒီနေ့ customer မရှိတော့စိတ်တုန်နေတဲ့သူမဟုတ်တော့ဘူးကြိုစီမံထားတဲ့သူဖြစ်လာပါတယ် team အတွက်အရန်ကိုကွာသွားပါတယ်ဝန်ထမ်းတွေက owner ရဲ့ planning ကိုပြင်ရင်သူတို့ဘာ anxiety ရတတ်ပါတယ် owner ကဒီနေ့လူမရှိဘူးဘာလုပ်ကြမလဲဆိုရင် team မှာလည်းအကြံမရှိပါဘူး owner က slow slot ပါ plan တိုင်း trigger run မယ်ဆိုရင် slow day က disaster မဟုတ်တော့ပါဘူး operation တစ်ခုလိုဖြစ်သွားပါတယ်အခုတကယ်စားလို့ရမယ့် system ကိုပေးပါမယ်နာမည်ကြီးမလို့ပါဘူး slow day trigger rule လို့ပဲခေါ်လိုက်ပါမယ် site ရဲ့ကိုယူလိုက်ပါပြီးခဲ့တဲ့၄ဘက်ကိုပြန်လည်ကြည့်ကြည့်ပါ POS ရှိရဆိုတော့ POS ပေါ့ဗျာစင်းစာအုပ်ရှိရင်လည်းစင်းစာအုပ်ပေါ့မရှိရင်လည်း owner memory နဲ့တော့မစားလိုက်ပါနဲ့ save record တွေကိုပြန် share လိုက်ပါနေ့တစ်နေ့လောက် save ကိုမကြည့်ပါနဲ့ဖြစ်နိုင်မယ်ဆိုရင်မနေ့နေ့လည်းညနေခွဲပြီးတော့ပေးပါဘယ် time block ကထက်ကတိတ်နေတာလဲဥပမာပုံတုံးနေ့2နာရီ9နာရီလားအင်္ဂါနေ့1နာရီ4နာရီလားတနင်္လာနေ့မနေ့လားတစ်ခုရွေးတစ်ခုပဲရွေးလိုက်ပါ business တစ်ခုလုံးကိုတစ်ပတ်တည်းပြေဖို့မကြိုးစားလိုက်ပါနဲ့ပြီးရင်တော့ page slide တစ်ခုရယူလိုက်ပါနောက်ဆုံး၄ဘက် edit time block ထဲမှာပြန်မြန် customer ဘယ်နှယောက်ဝင်လဲပြန်မြန် order ဘယ်နှခုလဲပြန်မြန် save ဘယ်လောက်လဲဥပမာဗုဒ္ဓဦးနေ့2နာရီနဲ့9နာရီ customer ပြန်မြန်6ယောက် save ပြန်မြန်9000ကျပ်စသည်ဖြစ်ပေါ့ဗျာโอเคအခု problem ရဲ့ shape ကိုသိသွားပါတယ်အရင်ကဗုဒ္ဓဦးနေ့မှာလူမရှိတော့ဘူး
အခုကကြတော့ဗုဒ္ဓဦးနေ့2နာရီနဲ့5နာရီ average 6ရောက်9000ကျပ်ဖြစ်သွားပါတယ်ကောင်းပါတယ် measurement တွေသိတာပါနဲ့ပြီးရင်တော့ slow day target တစ်ခုထားလိုက်ပါမယ်ဒီအပတ်မှာ6ရောက် customer ကို60ဖြစ်အောင်လုပ်မယ်မဟုတ်ပါဘူးအဲ့ဒါက YouTube guru တွေရဲ့နာမဖြစ်သွားပါတယ်realistic ဖြစ်အောင်လုပ်ပါပါဥပမာ6ရောက်ကနေ10ရောက်ထိလာတယ်လို့ဆိုပါစို့9000ကနေပြီးတော့3,400သုံးခိုင်းမယ်ပိုဒါမှမဟုတ်အပို4ရောက် appointment ဒီလိုပေါ့ဗျာ small predictable improvement business တွေကိုကြည့်တင်တာတနည်းတည်း viral ဖြစ်တာမဟုတ်ပါဘူး Tuesday နဲ့ Wednesday အယောင်းတွေကိုအပတ်တိုင်းနည်းနည်းချင်းပိုကောင်းအောင်လုပ်တာဖြစ်ပါတယ်ဒါကတော့ပို့ပြီးတော့ကောင်းမွန်လာစေနိုင်ပါတယ်ပြီးရင်တော့ reason to visit ကိုတစ်ခုတည်းတိစောက်လိုက်ပါအဲ့ဒီ slow slot တွေအတွက် customer ဘာကြောင့်လာရမလဲတစ်ခုဖြစ်ပါတယ်အရန်များအောင်မလုပ်ပါနဲ့ discount လား gift လား lucky draw လား membership လား buy to လား live လားအကုန်ထည့်ရင်တော့ customer နားမလည်တော့ပါဥပမာ fashion show ဆိုရင်ဗုဒ္ဓဦးနေ့2နာရီနဲ့5နာရီ new arrival fit check 10ရောက်စာစလုံးဆိုရင်တော့အင်္ဂါနေ့2နာရီကနေ4နာရီမှာ15မိနစ် health consultation service booking စသဖြင့်ပေါ့ဗျာ coffee size ဆိုရင် weekday မှာ2နာရီကနေ5နာရီမှာ work session weekday size ဆိုရင်ဗုဒ္ဓဦးနေ့ကြာတာafternoon မှာ repeat customer preview before weekend release ဖြစ်ပါတယ် slow hour free checker 9% နဲ့ကြိုက်တာတစ်ခုတည်းရွေးပါပြီးရင်ဘယ်သူစီပို့မလဲဒီနေရာမှာ spray and pray မလုပ်ပါနဲ့ customer အားလုံးကိုအမြဲ message မပို့ပါနဲ့မြန်မာတွေမှာရှိတတ်ကြပါတယ် shop တွေကလည်းအရန်တောင်းဆိုသလိုဖြစ်ပြီးတော့အားနာပြီး reply မလုပ်ချင်တော့တာမျိုးဖြစ်ပါတယ်ချိုးဆိုရင် mute လုပ်တာမျိုးလုပ်လိုက်ပါတယ်ဒါပေမဲ့ relevant ရှိတဲ့ customer ကိုရွေးရပါမယ်အရင်ဝယ်ဘူးသူတွေ product category ကိုစိတ်ဝင်စားသူတွေတောင်းရှင်နာကသူတွေအဲ့ဒီ service ကိုယူဘူးသူတွေ50ဆိုရင်50 100ဆိုရင်100 quality list ပြရပါမယ် message ကလည်းဒီလိုမျိုးမပို့ပါနဲ့အမကြီးဆိုင်မှာ promotion ရှိလို့လာအားပေးပါအောင်နော်ဒီ message တွေမှာလည်းပြဿနာတွေရှိနေနိုင်ပါတယ် customer ကိုဆိုင်ကိုကူပေးပါလို့ feeling ပေးနေပါတယ် customer က charity လုပ်ဖို့လာတာမျိုးမဟုတ်ပါဘူး value ရဖို့လာတာမျိုးဖြစ်ပါတယ်ဒါကြောင့် message တွေကို customer benefit ပေါ်မှာပဲထားလိုက်ပါဥပမာမမကြီးအရင်တစ်ခါယူသွားတဲ့ style နဲ့ like မဲ့ new arrival လေးတွေဒီတစ်ပတ်ထဲရောက်ထားလို့တတိယပြီးစာပို့ပေးလိုက်တာပါဗုဒ္ဓဦးနေ့2နာရီကနေ5နာရီကြာလာခဲ့မယ်ဆိုရင်တော့လူမရှုပ်တဲ့ချိန် fit တွေလုပ်ပေးလို့ရပါတယ်ပြီးရင်တော့အသစ်ရှစ်မျိုးကို weekend မတင်ခင်အရင်ဆုံးလာကြည့်လို့ရပါမယ်လာဖြစ်မယ်ဆိုရင်အချိန်လေးပြောထားလို့ရပါတယ် notice လို့လာအားပေးပါမဟုတ်ပါဘူးမိတ်ဆွေအတွက်အကြောင်းရှိပါတယ်ဖြစ်ပါတယ်စလုံးဆိုရင်တော့မမကြီးအရင်တစ်ခါ hair color လောက်ထားတာ6ပတ်လောက်ရှိသွားပြီနော် root condition ဆင်းရမယ့်အချိန်နီးလို့တတိလေးလာပေးတာပါ Tuesday afternoon လူမရှုပ်လို့ consultation 7မိနစ်လောက် ACC ကြည့်ပေးနိုင်ပါတယ်လာခြင်းရင်တော့2နာရီခွဲကနေ3နာရီအချိန်တွေကဘယ်ဟာလေးမမတော့အဆင်ပြေမလဲဒီလိုလေးလောက်တာကလူက reply လုပ်ဖို့လည်းလွယ်ပါတယ် open ended ဖြစ်ပါတယ်ဘေးချိန်လာလဲတဲ့2နာရီခွဲကနေ3နာရီခွဲက decision ပို့လွယ်ကူနိုင်ပါတယ် strategy ဝိုင်းကပါလဲမိတ်ဆွေကမေးနေနိုင်ပါတယ်ဒါတွေအားလုံးက marketing ပဲလားဟုတ်ပါတယ်ဒါပေမဲ့နားလည်ရမယ့် strategy က demand ကို random မထားတော့တာပဲဖြစ်ပါတယ် weekend က demand တဘာဝတစ်ယောက်ရှိပါတယ် slow day ကမိတ်ဆွေက demand တွေကို design လုပ်ပါတယ်ဒီနှစ်ခုမတူနေပါဘူးပြီးတော့မှ customer behavior တွေမှာလူတော်တော်များများကသွားချင်အောင်သွားမယ်ဆိုတဲ့အရာကိုမလုပ်ဖြစ်ပါဘူး day တစ်ခု time တစ်ခု reason တစ်ခု easy next step တစ်ခုပေးလိုက်ရင်တော့ action probability တက်လာတတ်ပါတယ်ဒါဟာ psychology အရာလည်းရိုးရှင်းပါတယ် decision တွေလည်းမရှုပ်တော့ဘူးပြောဗျာ slow day တွေကို fail ဖြစ်အောင်လုပ်တယ်ဆိုတာ side ပြည့်သွားရမယ်လို့မဆိုလိုပါဘူးဒီဟာကပိုအရေးကြီးတာပါတယ်မိတ်ဆွေ slow slot ကပုံမှန်6ရောက်ဆိုရင် strategy run ပြီးတော့10ရောက်ဖြစ်နေနိုင်ပါတယ်ဆိုင်တော့မပြည့်သေးဘူးလို့မပြောပါနဲ့မိတ်ဆွေရဲ့68ရာခိုင်နှုန်းနီးပါ customer count တက်လာပါတယ်ဒါဟာတန်ဖိုးရှိလာပါတယ်အပတ်တိုင်း repeat လုပ်လို့ရတယ်ပိုတန်ဖိုးရှိပါတယ်မိတ်ဆွေလိုချင်တာက lucky day တရက်တည်းမဟုတ်ပါဘူး repeatable day ဖြစ်ပါတယ်တစ်ပတ်ပြီးရင်ပါလို့ result ကိုမှတ်လိုက်ပါ message ပို့တဲ့ customer 60 reply 18ရောက် booking comment 9ရောက်တကယ်လာတာက9ရောက်အပိုဆေးက3,000ကျော်ပေါ့ဗျာအခုဆိုရင်တော့ data တွေရလာပြီနောက်အပတ်ကျရင်ဘာပြင်မလဲ message လား offer လားတိုင်းလား customer segment လားဒီလိုပဲမိတ်ဆွေ site တဲ့နေ့တွေကိုစိတ်တူစရာအနေကနေ experiment တစ်ခုဖြစ်လာပါတယ်အဲ့ဒီ mindset က business ကိုကြည့်တာပါဒီနေ့လူမရှိဘူးလို့စိတ်ခဲစားခြင်းနဲ့မနေရတော့ပါဘူးဒီ slot လေ business ကဘာလဲ
trigger ကပါလဲ result ကပါလဲကိုကြည်လာပါတယ်ဒါပေမဲ့မလုတ်တင်တာလေးတွေရှိနေပါသေးတယ် sign တိတ်တိုင်း step တွေကို pressure မပေးရပါနဲ့ရောင်းလေ customer ကိုခေါ်လေကွာဘာလို့နေတာလဲလို့ပြောလိုက်ရင်ဝန်ထမ်းကဘာလို့ရမလဲလို့မသိတော့ဘူးသူ့မှာလည်း system လည်းမရှိတော့ဘူး owner က pressure ပေးတယ် staff က customer တယောက်ဝင်လာတာနဲ့အရန်ကတ်တယ်ဟာမမဘာလို့ကြွေးလဲဒါလေးယူလိုက်ပါလားဒါကောင်းပါလေဒီလိုဆိုရင်တော့ customer အရန် PR ပေးခံရပါတယ်ပြီးတော့ customer လည်းစိတ်ညစ်ပြီးတော့ထွက်တော့ပါတယ် slowly stress က customer experience တွေကိုပါဖြတ်တတ်ပါတယ်ဒါကြောင့် team ကိုဒီနေ့ရောင်းကောင်းအောင်လုပ်လို့မပြောပါနဲ့ဥပမာဒီနေ့2နိုင်ကနေ9နိုင် slow slot အတွက် repeat customer အယောက်50တဲကနေ20ကို Fiverr ကိုပို့လို့ရရင်ပို့ထားပါတယ် reply အကုန် sale လုပ်ပါ4ရောက် appointment target လို့ပြောပါ specific step ကလည်းလုပ်စရာတည်တယ် site တိတ်တဲ့နေ့မှာ step အားလို့ loss ဖြစ်ပြီးဆိုပြီးတော့စိတ်တူနေသလားဒီလိုနေရာမှာအခွင့်အရေးလေးတစ်ခုရှိနေပါသေးတယ် slow day ကို customer free မလုပ်ပါနဲ့ operation day အဖြစ်လည်းသုံးလို့ရပါတယ်ဒါပေမဲ့လွယ်နဲ့လူမရှိတော့တဲ့ရေးလုပ်ပဲမဖြစ်စေချင်ပါဘူး customer activity တွေနည်းနေတဲ့ချိန်မှာ follow up တွေ old customer list clean up တွေ product photo တွေ inventory check တွေ training တွေ upsell script practice တွေ supplier reorder review တွေကိုလုပ်နိုင်ပါတယ်ဒါပေမဲ့ဒီ video တွေရဲ့ promise က save problem ဆိုတော့ main movie က move က slow day ကို save demand ပြန်ဖြည့်တာဖြစ်ပါတယ် operation work က backup value ပဲဖြစ်ပါတယ်ဒီတော့မှာမိတ်ဆွေလုပ်ရမယ့်တစ်ခုလေးတော့ move အခုဗီဒီယိုကိုပိတ်ပြီးတော့ဒီညဖြစ်ဖြစ်မနက်ဖြန်ဖြစ်ဖြစ်ပြီးခဲ့တဲ့၄ပတ်စေကိုကြည့်ပါ recurring slow slot လေးတစ်ခုကိုကျွေးလိုက်ပါဥပမာ day နဲ့ time ပေါ့ဗျာဥပမာအင်္ဂါနေ့2နိုင်9နိုင် baseline လောက်ပါ average 9ရောက်ပေါ့ပြီးရင်နောက်တစ်ပတ်6ရောက်အဲ့လိုကနေ customer 3ယောက်ရဖို့အတွက် reason to visit တစ်ခုကိုစောက်လိုက်ပါ existing customer list 30ကနေ50တွေလိုက်ပါ slow slot မတိုင်ခင်မှာ24နိုင်အတွင်း message တွေပို့လိုက်ပါဒီနေ့မနေ့ reminder လုပ်ပါ results တွေကိုမှတ်လိုက်ပါဒါပါပဲဒီပတ်တစ်ခုတည်း promotion 5ခုလုံးမလုပ်လိုက်ပါနဲ့ ADS channel 4မျိုးလုံးမဆက်လိုက်ပါနဲ့ discount ကိုမတိုးလိုက်ပါနဲ့ one slow slot one customer group one reason to visit one measurable target ဒီ၄ခုပဲဖြစ်ပါတယ်တခါပြန်မေးပါမယ်မိတ်ဆွေဆိုင်မှာ slow day တွေရှိသလားဒါမှမဟုတ် slow day တွေကိုကင်တွယ်မဲ့ plan မရှိတာလားဒီမိကုန်းတွေကိုအခုဗီဒီယိုအစဆုံးနဲ့နိုင်ကြည့်ပါမနက်ဆိုင်ဖွဲ့နဲ့တနားရီလို့မဝင်ဘူးအရေးလို့ဆိုဒီနေ့လို့ဘာဖြစ်မှာလဲအခုဆိုရင်တော့ကျွန်တော်တို့က no slow slot လားအရေးဆုံးမေးကြည့်ပါဟုတ်တယ်ဆိုရင်တော့ pair လေးမဖြစ်ပါနဲ့ trigger တွေကို run လိုက်ပါမဟုတ်ဘူးဆိုရင်တော့ဒီနေ့အခြေအနေက abnormal လားပြန်စစ်ကြည့်ပါ traffic တွေ weather တွေ competitor တွေရဲ့ activity တွေ stock တွေ price တွေ visibility တွေဒါမှ record ရှာလို့ရပါမယ်ဒီ quarter check က business owner တွေကိုတော်တော်လေး agent စေပါတယ်ဘာလို့လဲ slow day တိုင်း personal failure မဟုတ်တော့ပါဘူး data တွေဖြစ်လာပါတယ် lower employee တယောက်က boss ကိုဗာပြောချင်တယ်ဆိုတော့ boss ရေတကယ်တော့ site တိတ်တဲ့နေ့ဒီမှာ boss မျက်နှာမကောင်းတာကျွန်တော်တို့ဝန်ထမ်းတွေအကုန်သိပါတယ် boss မပြောလဲသိပါတယ် customer တယောက်တကားဝင်လာလေမျက်နှာလေးကတော့တောက်ပသွားတာဆိုလည်းသိပါတယ်သူဘာမှမဝယ်ဘဲနဲ့ထွက်သွားရင်လည်းပြတ်သိမ်းသွားတာလည်းသိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ customer မရှိဘူးဘာလို့ကြမလဲလို့မေးတာတဲ့ဒီနေ့ slow slot plan ကို run လိုက်မယ်လို့ပြောလိုက်တာ boss ကိုလည်းပို့ပြီးတော့ယုံကြည်စေပါတယ်ဘာလို့လဲဆိုတော့ဒီချိန်မှာ site တိတ်တာကံကောင်းတာမဟုတ်တော့ပါဘူးကင်တွယ်လို့ရတဲ့အခြေအနေဖြစ်သွားလို့ပဲဖြစ်ပါတယ်လုပ်ငန်းဆိုတာ busy day တွေမှာအယောင်းလောက်တာလွယ်ပါတယ် customer အလိုလိုဝင်လာတယ်ပစ္စည်းရွေးတယ်ငွေရှင်းတယ်အလုပ်များတယ်owner လည်းပြောတယ်တကယ် manager skill ကိုမြင်ရပါတယ်တကားမလုပ်တဲ့နေ့မှာ ဒီနေ့မှာ price ချမလားဘယ်နေဖြစ်မလားဝန်ထမ်းကိုစုမလား market မကောင်းဘူးလားလို့အပြည့်ပုံချမလားပတ်တိုင်းတွေကိုကြည့်လိုက်ပါ reason တစ်ခု existing customer တွေကို activate လုပ် result တွေကိုတိုင်ပါလားဒါအဲ့ဒီမှာ owner နဲ့မျိုးကွာလာပါတယ် slow day အားလုံးကိုဖယ်ရှားလို့မရပါဘူးကျွန်တော်မပြောပါဘူး business မှာ slow day ရှိမှာပါပဲ seasonality ရှိပါတယ် PD cycle ရှိပါတယ် weather ရှိပါတယ် location ရှိပါတယ် customer behavior ရှိပါတယ်မိတ်ဆွေ control မရတဲ့အရာတွေရှိနေတယ်ပါတယ်ဒါပေမဲ့ predictable slow period တစ်ခုကိုဘာမှမလုပ်ဘဲစောင့်တဲ့အချိန်ကနေ demand ကိုကြိုးတိစောင့်တဲ့အချိန်ဖြစ်ပြောင်းလို့ရပါတယ်ဒီဗီဒီယိုစကားတကြောင်နောက်တစ်ခါဆိုင်တကားတနိုင်လောက်မလုပ်ရင်customer မရှိဘူးလို့ချက်ချင်းမပြောလိုက်ပါနဲ့သူတို့မရှိတာလားဒါမှမဟုတ်ဒီနေ့လာဖို့အကြောင်းမရှိတာလားဒီမိကုက save person ကိုမိတ်ဆွေမြင်တဲ့ပုံစံဖြစ်ပါတယ်နောက် problem ကပိုစိတ်ဝင်စားဖို့ကောင်းပါလေ customer ဝင်လာပြီးဆိုင်တော့မတိတ်ဘူးဒါပေမဲ့ကြည့်ပြီးဘာမှမဝယ်ပဲပြန်ထွက်သွားရပါလို့လဲလူဝယ်တဲ့ same မပိတ်ဘူးဆိုတဲ့ပြဿနာလို့လည်းကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြောပြပေးသွားပါမယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါခင်ဗျာ